ရှင်းမိုင်ကိုလာလေရင်ကော်ဖီလေးတောက်စင်လေးနဲ့အေးဆေးဆေးဆော့ကစားခြင်းတဲ့သူတွေအတွက် family တစ်ခုကိုခေါ်သွားပေးပါမယ်ဒီဆိုင်လေးကရှင်းမိုင်ကနေလာမယ်ဆိုလို့ရှိရင်တနင်္လာရီဝန်းကျင်လောက်လာရတယ်ပေါ့နော်ဒီညလေးမှာပေါ့နော်စင်လေးတွေကိုအစာကျွေးအမတ်တရားဓာတ်ပုံလေးပါညာလေးဒီမှာ free တက်လို့ရတယ်ပြီးစင်သာကျွေးမယ်ဆိုလို့ရှိရင်ဒီမှာငပြောသီးလေးတွေကြံလေးတွေဒီမှာတစ်ခုတရှင်း100နဲ့ဒီမှာဝယ်ပြီးတော့စနက်နေရာမှာကျွန်တော်စင်လေးနေသွားပြီးတော့အမတ်တရားဓာတ်ပုံတွေပါညာရိုက်လို့ရတယ်ဒီမှာကဝင်ကြီးမရှိပေမဲ့ကျွန်တော်တို့လာရင်ပေါ့နော်အထဲဝင်လို့ရှိရင်တော့ကျွန်တော်အေးတခုကတော့ဒါဝယ်တောက်ပေးရနော်ဒီစင်လေးနဲ့အခုလိုလေးစီးပြီးတော့ဒါဆော့ကစားခြင်းတော့ကျွန်တော် package လေးတွေတော့ဝယ်ရတယ်စင်နေနဲ့ဆော့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ package လေးရှိရပါတော့ဒီမှာ20မိနစ်ဆို890 1300 45မိနစ်ဆို1300 2000ကျွန်တော်စင်ကိုကရင်ဆန်ဆန်စီးခြင်းတယ်ဆိုလို့ရှိရင်ဒီမှာကရင်ဝတ်စုံလေးလည်းဒီမှာငှားဖို့လို့ရတယ်ဒီဆိုင်လေးကကျတော့တဘာဝတောတောင်ကြီးကိုခံစားရင်ကော်ဖီလေးတောက်ဒါစင်လေးနဲ့အမတ်တရားအစာလေးကျွေးတက်ပုံရရှင်တဲ့သူတွေအတွက်ရန်ကုန်အဆင်ပြေပေါ့နော်ဆိုတော့ဒီဆိုင်လေးရဲ့ဒီ link ကတော့ကျွန်တော် comment မှာ share ထားပေးပါမယ်အားလုံးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် bye bye